12ကြိမ်မြောက်တာမန်သတင်းပတ်ရဲ့တနင်္လာနေ့ရှမာတေဦးဧဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်1မှ9ထိုအချိန်၌သခင်ယေရှုသည်တပည့်တော်တို့အားမိန့်တော်မူသည်မှာသင်တို့သည်စီရင်ဆုံးဖြတ်ခြင်းမခံရစေရန်သူတစ်ပါးကိုစီရင်ဆုံးဖြတ်ခြင်းမပြုကြနှင့်အကြောင်းမူကားသင်တို့စီရင်ဆုံးဖြတ်သည့်အတိုင်းသင်တို့သည်လည်းစီရင်ဆုံးဖြတ်ခြင်းခံကြရလိမ့်မည်သင်တို့တိုင်းတာသောပမာဏဖြင့်သင်တို့သည်တိုင်းတာခြင်းခံကြရလိမ့်မည်အဘယ်ကြောင့်သင်သည်သင်၏မျက်စိအတွင်းရှိတစ်တုံးကိုတတိမမူဘဲသင်ညီကို၏မျက်စိအတွင်းရှိတစ်သားစကိုမြင်သည်နီသင်သည်မိမိမျက်စိတွင်တစ်တုံးရှိနေပါလျက်နှင့်မိမိညီကိုအားသင်၏မျက်စိထဲမှတစ်သားစကိုထုတ်ပေးပါရစေဟုမြည်သို့ဆိုနိုင်မည်နီအသင်သူတော်ကောင်းရောင်ဆောင်သူသင်၏မျက်စိထဲမှတစ်တုံးကိုဥစွာထုတ်ပြလော့သို့မှသာသင်ညီကို၏မျက်စိထဲမှတစ်သားစကိုထုတ်ပြရန်ကောင်းစွာမြင်နိုင်ပေလိမ့်မည်ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်းအချက်နှစ်ချက်ကြောင့်ကျွန်တော်တို့တယောက်ကိုတယောက်အပြစ်တင်ပိုင်ခွင့်စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူးပထမတစ်ချက်ကလူတိုင်းဟာအပြစ်ရှိလို့ပဲဖြစ်ပါတယ်လူရဇာတိသဘောအရကိုကိုပဲအကောင်းမြင်တတ်ပါတယ်သူများကိုအကောင်းမမြင်တဲ့စိတ်ကကြီးစိုးလွန်အားကြီးနေပါတယ်ကိုမှရှိတဲ့အပြစ်ကြီးတော်လည်းပဲတင်းငယ်တဲ့အရာဖြစ်မှတ်ယူကြပြီးတပားသူအပြစ်တင်းငယ်တော်လည်းပဲကြီးတဲ့အပြစ်တွေအဖြစ်ထင်မြင်ယူဆတတ်ကြပါတယ်ဒါကြောင့်တယောက်ကိုတယောက်အပြစ်မမြင်မိဖို့အရေးကြီးပါတယ်အမှန်တရားကိုဖုံးကွယ်ဖို့ပြောတာမဟုတ်ဘဲကိုယ့်ရဲ့အဖြစ်အခြေအနေမှန်အပြစ်ရှိတဲ့အဖြစ်အခြေအနေမှန်ကိုလက်ခံဖို့နှိမ့်ချစွာနဲ့ဒီလက်ခံတဲ့အတိုင်းအသက်ရှင်နေထိုင်ဖို့ညွှန်ကြားနေခြင်းဖြစ်ပါတယ်ဒုတိယတစ်ချက်ကလူတိုင်းဟာဘုရားသခင်အပြစ်ခွင့်လွတ်ခဲ့ခြင်းကိုခံရပြီပဲဖြစ်ပါတယ်ယုံကြည်သူတိုင်းသူ့နောက်လိုက်ကြသူတိုင်းပထမကျမ်းမှာကြားသလိုအာဗြဟံရဲ့ဆွေစဉ်မျိုးဆက်တိုင်းဟာအပြစ်ခွင့်လွတ်ခြင်းကိုရရှိပြီးသားဖြစ်တဲ့အပြင်ကောင်းကြီးတော်ကိုလည်းပဲရရှိလိုက်တဲ့ပုံကိုယ်တွေဖြစ်တာကြောင့်အပြစ်တင်ပိုင်ခွင့်မရှိတော့ပါဘူး။တိုင်ဝမ်ကျန်ခန်းကြီးရှေ့ခန်းငယ်1ကနေ7မှာကြားသလိုပဲကြောက်ခဲနဲ့မပေါဝင်တဲ့အခြေအနေမျိုးကျွန်တော်တို့ရှိကြပါလိမ့်မယ်။ထပ်ပြီးကမှသခင်စုပြောလာတယ်။သူလည်းပဲမစီရင်ဘူးဆိုတာကတော့ဘုရားသခင်ခွင့်လွှတ်ပြီးသားပုံကိုစီရင်စရာအခြေအနေမှာမရှိတော့ဘူးဆိုတဲ့ဟာကိုသူကညွှန်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီအချက်နှစ်ချက်တယောက်စီအပြစ်ရှိတယ်။ဒါကြောင့်အပြစ်မတင်မိဖို့စီရင်ဆုံးဖြတ်ခြင်းမလုပ်မိဖို့ဒုတိယချက်ဘုရားသခင်ခွင့်လွှတ်ပြီးသားဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ပြေဝပြီးသားပုံကိုယ်တွေပဲဖြစ်နေတာအတွက်ကြောင့်တယောက်ကိုတယောက်အပြစ်မတင်မိဖို့မမြင်မိဖို့စီရင်ဆုံးဖြတ်ခြင်းမပြုမိဖို့အတွက်အထူးအရေးကြီးတယ်ဆိုတာကိုသတိချက်တင်ပါတယ်ယေရှုရှင်တော်တပည့်တော်ကိုတနာတော်မူပါ